မေတို့ဖဖေယူလာမကြိုးပမ်းပြီးမှ သမီးကိုဘယ်တော့လာမကြိုးပမ်းနေလို့လဲမင်းက ကနာမမေတို့စောင်းနေတယ် ချလောင်းမမြာသမီး မြင်ရတယ်လေဒီနေ့သမီးလေးကိုလာကြိုတော့မမေချက်တော့လေးပြရတယ်လေသမီးကမမေကသမီးကိုတကားရှိရနေတက်တာပြရနေလေသမီးလေးမြင်တယ်မဟုတ်လား ချတော့လေသမီးမမြင်အောင် မြင်ရတယ်လေအဲ့နမှာနေပူလို့မမေကကားပေါ်သွားထိုင်နေလိုက်တာလေ သမီးမေတကနာမစောင်းနေလေ စောင့်နေမယ်ဒီတစ်ခါ အင်းကြောင့်မတက်ချင်ကြောင့်ဖွင့်လည်းမတက်တော့ ဘာဖြစ်လို့လဲသမီးလေး ကြောင့်မတက်ချင်လို့ ဒီကကွာ ကြောင့်တယ်လေသမီးမ အေးပါအေးပါ မမေရမရှိလို့မကြောင့်တယ် အေးပါမတက်နဲ့အိတ်တော့